Hello ပဲမင်္ဂလာပါခိုင်လေးရဲ့ channel ကနေပြန်နေကြဆိုလိုက်ပါတယ်ဒီနေ့ရဲ့ video လေးကတော့ခိုင်လေးတယောက်တည်းစောပြမှာမဟုတ်ပါရှင့်ဂျူလီယာနဲ့ပေါ့နော်စောပြမှာ Sherry ခန့်နဲ့ပေါ့နော်ဂျူလီယာနဲ့ပေါ့ဒါတော့ခိုင်လေးဒီထာဝါလေးရွေးလိုက်တယ်ပေါ့နော်အရင်စောလောက်ကောင်းပေါ့နော်ခိုင်လေးစောတော့စောဖွယ်ပေါ့နော်ဒါပေမဲ့ဂျူလီယာနဲ့ပြစောလိုက်တယ်ကောနော်ဒီဘက်ကနေတွားလိုက်မယ်တွားတယ်ပါခုဘက်ကနေပဲထားလိုက်ဂျူလီယာဘယ်နာမှာဟိုးအရှိတာရအောင်ဒီနေ့ရဲ့ video လေးအဆုံးထိကြည့်ပေးကြအောင်ပေါ့နော်။ Julia ရဲ့ channel လေးကို like and subscribe လုပ်ရသေးတယ်လေ။သွားလုပ်လိုက်ကြပါအောင်ရှင်။ဒီ video တင်တာတိတ်မကြသေးဘူးပေါ့နော်။ YouTube အခုမှ join ရဖြစ်ပါတယ်ရှင်။ဆိုတော့သူ channel လေးက like and subscribe လည်းနည်းနေတယ်လို့ view လည်းနေနေပေါ့နော်။ဒါကြောင့်သူ့မှာတင်တဲ့ video လေးတွေလည်းတွားကြည့်ခါချင်းတယ်ပေါ့နော်။ကြည့်ပြီးရင်လည်းသူ channel လေးကို like and subscribe လေးလုပ်လိုက်ကြအောင်ပေါ့နော်။လီရင်အတင်တဲ့ဗီဒီယိုတွေကိုကြိုက်လာတော့မသိဘူးပေါ့နော်ခါလီရဲ့အစွမ်းကုန်အစွမ်းခါလီအစွမ်းရှိတမအစွမ်းနေလောက်ထားရပါတော့ study blog ကလည်းညနေဆောင်နေပါတော့ edit ထည့်ထားလို့ပေါ့နော်ကဲအပြုတ်ကြပါလို့ပြန်တက်နေရပါတယ်စင်လီတို့ကြောင်က3:50မှာဆင်းတာပါနော်ဆိုတော့နောက်ကြရပေါ့နော်ဆင်းတာလဲဆိုအိမ်ကို4နာရီလောက်မှပြန်ရောက်တယ်ဆိုတော့စာအုပ်4နာရီ15လေးခွဲလောက်မှလောက်ရပြီးတော့9နာရီ6နာရီလောက်မှပြီးရပေါ့နော်ကဲဗီဒီယိုအသစ်လေးတင်ပေးအောင်ပါနော် unboxing ဗီဒီယိုလေးပေါ့နော်ဟိုတခါက unboxing ဗီဒီယိုလေးတင်ပေးမယ်လို့ပြောမတင်လိုက်ရဘူးပေါ့နော်ဆို sorry ပါရှင့်ဒီနေ့တော့တေချာတင်ပေးပါပေါ့နော်အဲ့ဗီဒီယိုလေးကတော့ BB3 unbox လေးဒီပဲဖြစ်ပါရှင့်ဆိုအဲ့ဗီဒီယိုလေးထွက်လေကြည့်ရှုအပေးကြအောင်ပေါ့နော်ဆိုတော့မယ် Sherry cat ကဘယ်နာတာရောက်သွားလဲမသိဘူး Julia ပဲနဲ့ Sherry cat မဟုတ်တော့ Julia လို့ပဲခေါ်တယ် Julia ပဲပြောက်သွားတယ်မသိဘူးခိုင်လေးကအပြုတ်ကြပါအိုးဆိုတော့တော့ပြုတ်ကြမေအတန်သွေးနေအတန်ဆိုတော့ဒီဗီဒီယိုလေးကတော့နည်းနည်းရှင်းသွားမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဂျူလီယာဘယ်ရောက်မှန်းလည်းမသိဘူးပေါ့နော်အေးရိတ်ရောင်လေးတော့မတွေ့တော့အော်ဟိုမှာတွေ့ပြီဆိုတော့မယ်ပေါ့နော်ဒီနားလေးမှာ light ထစ်သွားလားမသိဘာဖြစ်သွားလဲမသိဘူးသွားမယ်ဂျူလီယာမြန်လိုက်တာကြည့်အောင်ဝီဗီဒီယို Roblox ဗီဒီယိုလေးတင်လာကြတော့မီးနေကြရလားခိုင်လေးမိပါနဲ့ပေါ့နော်ခိုင်လေး blog လေးလည်းတင်ပြီးရပေါ့နော်ဗီဒီယိုလေးတွေကကြောက်ဖွနေဆိုတင်တာနေမယ်ပေါ့နော်ဒါပေမဲ့ခိုင်လေးအသက်နိုင်ဆုံးတော့နည်းနည်းလေးတင်ပြီးပါနော်နဲမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါတော့ခါလေးမရမကတင်ထားပေါ့နော်အချိန်ရှိတော့မိပေါ့နော်you can leave it to ပေါ့နော်ခါလေးပြုတ်ကြသွားရမတွေ့ရစေပေါ့နော်တခါကြရခါရမပြုတ်ကြတခါကြရတော့လူလည်းပြုတ်ကြဒါကတော့ခါလေးရဲ့ new account လေးပဲဖြစ်ပါရှင့်ခါလေးအကောက်ပြောင်းလိုက်တယ်ပေါ့နော်ဘယ်နှခါလောက်ပြောင်းနေမှလဲတော့မသိကြဘူးပေါ့နော်မသိဘူးပေါ့နော်ဒါပေမဲ့ခါလေးအကောက်ဟောင်းနေလို့ပြောင်းလိုက်ပါရှင့်ကဲခဏဒီမှာဂျူလီယာဆောက်လိုက်အောင်ပဲဘယ်ပြောက်သွားလဲမသိကြာသွားအောက်ပြုတ်ကြသွားလားမသိဘယ်ရောက်နေလဲမသိဘူးလည်းမတွေ့ဘူးဟိုမှာလာနေဆောင်းလာမှာပေါ့နော်ရောက်ခဏနေရောဂျူလီယာလည်းဒီလိုဂျူလီယာလည်းပေါ့နော်ဗီဒီယိုရိုက်ထားပါလားဆိုတော့ဂျူလီယာပြန်တက်လာလေးကိုတော့ခဏဆောက်ပြောပါနော်ခလီခဏဆောက်ပြောပါနော်ဂျူလီယာတက်လာပြန်တွေ့မယ်ပေါ့နော်ဒါပေမဲ့ခုလေးတော့နည်းနည်းကြည့်လိုက်ပေါ့နော်ဂျူလီယာခလီနာရောက်ရတော့ပြန်တွေ့မယ်ပေါ့နော်ဂျူလီယာလည်းမရောက်ဘူးဘယ်ပြောင်းနေလဲမသိဘူးလာနေပြီတွေ့ရအောက်ပြုတ်ကြပါသူပဲ
ဂျူလီယာလည်းဗီဒီယိုတင်မယ်သူပဲဘာလို့လဲဆိုတော့သူလည်းဗီဒီယိုရိုက်နေတယ်လို့ပြောတယ်ကဲရောက်လာပါပြီနောက်ဆုံးတော့ဆိုတော့အပေါ်တက်မယ်ပေါ့နော်ကဲနိုင်သွားပါပြီနောက်ဆုံးတော့နိုင်သွားပါ